Along by Shukadon, Amana Minglabalo, Along go no consatalo bare. Degree ma, the Nokoto appear, Quabi Council Lia Rabono, the Nosono Gala Marjan Robolo, attaching Jamle, so Idoma, the near Ayauchi Dango, Coabitine, a Janya Liber Pipan. So, a cheap Jango, General Name Kalubane, Shamata Krin Kajina Sale, Pine Lee and in Avono. ယေရှုကလည်းတင်တို့ကိုအဘယ်သူမျှမလဲဖျားစေခြင်းကတတိပြုကြလောအများသောသူတို့ကငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလဲဖျားကြလိမ့်မည်ဆိုတော့ဒီရှမတ်ခရင်ခိုင်း24ကဘာအကြောင်းအရာလေးလဲဆိုတော့နောက်ဆုံးသောကာလဤနမိတ်လက္ခဏာများနဲ့ဆိုင်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကဘာနဲ့စတင်လဲဆိုတော့ဒီနေ့တပည့်တော်တွေကပေါ့နော်တပည့်တော်တွေကယေရှုခရစ်တော်ကိုဒီနေ့နောက်အနာဂတ်မှာဘာဖြစ်လာမလဲဆိုပြီးတော့မှအဲ့အရာနဲ့ပတ်သက်ပြီးမိကုမေးတဲ့အရာလေးပဲဖြစ်ပါတယ်အဲ့ခါမှာဒီနေ့ယေရှုခရစ်တော်ကတော့ဒီနေ့ဗိမာန်တော်ကထွက်သွားတယ်ပေါ့နော်ထွက်သွားတဲ့အခါမှာဒီတမန်တော်တွေကဒီကဲကိုပေါ့နော်တမန်တော်တွေကဘာဖြစ်လဲဆိုတော့ဒီနေ့အဲ့ဗိမာန်တော်ကိုကြည့်ပြီးတော့မှအယံကိုအောင်းနေကြတယ်အောင်းနေကြတဲ့အခါမှာဒီယေရှုခရစ်တော်ကတပည့်တော်တွေကိုဘာပြန်ပြောလဲဆိုတော့အဲ့ဒီဗိမာန်တော်တွေကဖျက်ဆီးခြင်းခံရမယ်ဆိုမှယေရှုခရစ်တော်ကဒီနေ့ပြောခဲ့တာဖြစ်ပါတယ်အဲ့လိုပြောတဲ့အခါမှာဒီနေ့တမန်တော်တွေတပည့်တော်တွေကဒီနေ့ယေရှုခရစ်တော်ကိုမေးခွန်း၃ခုမေးတယ်နံပါတ်1ချက်ကပေါ့နော်ဘယ်အချိန်မှာဒီနေ့အဲ့ဒီဗိမာန်တော်တွေဖျက်ဆီးခြင်းခံရမှာလဲနံပါတ်1ချက်ကပေါ့နော်ယေရှုခရစ်တော်ကိုရောပြန်လာမယ်ဆိုတဲ့အချိန်ကဘာလဲပေါ့နော်ဘာဆိုင်းနေကျွန်တော်ရမှာလဲဆိုတော့နံပါတ်3တစ်ချက်ကပေါ့နော်နောက်ဆုံးတော့ကာလရဲ့ဒီနေ့နမိတ်လက္ခဏာတွေကဘာလဲဆိုပြီးတော့မှဒီနေ့တပည့်တော်တွေကအဲ့၃ချက်အဖြစ်ဒီနေ့မေးသွားတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီခါမှာဒီနေ့မေးတဲ့အခါမှာဒီနေ့ယေရှုခရစ်တော်ပြောတဲ့အရာ၃ချက်ဖြစ်တယ်ပေါ့နော်နံပါတ်1ချက်ကဘာလဲဆိုတော့လက်ဖြားခြင်းမခံစေနဲ့ပေါ့ခုနကကျွန်တော်ဖတ်သွားတဲ့ကျမ်းချက်လေးအတိုင်းပဲနော်ဒီနေ့ယေရှုခရစ်တော်ကတတိပေးတဲ့အရာပထမတစ်ချက်တတိပေးတဲ့အရာကဘာလဲဆိုတော့တင်းတို့လက်ဖြားခြင်းမခံစေဖို့ရအတွက်တတိပေးတဲ့အရာဖြစ်ပါတယ်ဆိုယေရှုခရစ်တော်ကကြွလာမယ်ပေါ့နော်ကြွလာခြင်းနဲ့ပတ်သက်ပြီးတော့မှတင်းအခွင့်ကောင်းယူပြီးတော့မှဘယ်လိုမျိုးလူတွေပေါ်လာမလဲဆိုတော့ယေရှုခရစ်တော်ကဲ့သို့အယောင်ဆောင်သောလူတွေပေါ်လာမယ်ဆိုပြီးတော့မှဒီနေ့ယေရှုခရစ်တော်ကနှစ်ပေါင်း2000နောက်ခေတ်တော့နှစ်ပေါင်း2000ကတည်းကနေကြိုတင်ဒီနေ့ဟောကြားခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီနေ့ကျွန်တော်2019 2020တော့ကပေါ့နော် CAC ဆိုတဲ့ဒီနေ့အဲ့ဒီဘာလာကိုကျွန်တော်လေ့လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒီနေ့ရုရှားမှာဒီနေ့ယေရှုခရစ်တော်ပေါ်တဲ့အကြောင်းအရာတွေပေါ့နော်ဒီနေ့ယေရှုတရုတ်မဆိုတဲ့အရာတွေဒီနေ့များစွာတော့ဒီနေ့တခြားကိုရီးယားဒီနေ့ဖိလစ်ပင်းနိုင်ငံတွေမှာပေါ့နော်ဒီနေ့ယေရှုခရစ်တော်သူတို့ပေါ့နော်ယေရှုဘာဆိုမှပြောပြီးတော့မှယေရှုကြွလာပြီဆိုမှသူတို့ပြောပြီးတော့မှအဲ့လိုမျိုးအခုချိန်ထိပေါ့နော်ဒီနေ့တချို့တော့နေရာတွေမှာအဲ့လိုမျိုးပြောတဲ့အရာတွေရှိတယ်ထပ်ပေါ်လာတဲ့အရာတွေရှိတယ်ဆိုတော့ဒီအရာတွေကိုချိမယ်ဆိုရင်တော့ပေါ့နော်ရှမတ်ခရင်ကကြီး24ပိုင်းငယ်4ကနေ9ဒီနေ့ပြည့်စုံလာတယ်လို့ကျွန်တော်တို့ဒီနေ့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မှယေရှုပြောတဲ့အရာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နေ့ယေရှုခရစ်တော်ဒီပေါ်လာမယ်တတိထားကြပါပေါ့နော်တတိထားကြပါဆိုပြီးတော့မှလက်ဖြားခြင်းမခံစေနဲ့ဆိုပြီးတော့မှယေရှုခရစ်တော်ပြောတဲ့အရာဖြစ်ပါတယ်ဆိုတော့ယုံကြည်သူအနေနဲ့ကျွန်တော်လက်ဖြားခြင်းမခံဖို့ရန်အတွက်ဒီနေ့ဘာလို့ဆောင်ရမလဲဆိုရင်တော့ဗောနော်ဒီနေ့နောက်ဘက်တော့ကိုကျွန်တော်စစ်ကြည့်ရှုတော့အတ္တတာတွေဖြစ်ရမှာဖြစ်ပါတယ်နောက်ဘက်တော့ကိုကျွန်တော်စစ်ကြည့်ရှုတော့အတ္တတာမှာဖြစ်ဘူးဆိုရင်ကျွန်တော်ဘလို့မှဗောနော်ဒီနေ့ယေရှုခရစ်တော်ဘယ်ချိန်ပြန်လာမလဲဘယ်မှာဘာဖြစ်မလဲဆိုတဲ့အရာကိုကျွန်တော်မသိနိုင်ဘူးဖြစ်တယ်ဗောနော်ကျွန်တော်ယုံကြည်သူတော်တော်များများကဒီနေ့များစွာဒီနေ့အခုခေတ်ကာလမှာဆိုရင်ဒီနေ့များစွာလက်ဖြားခြင်းခံရတဲ့အရာတွေရှိတယ်။အဲ့ဒီအရာကဘာလို့လက်ဖြားခြင်းခံရလဲဆိုတော့ကျွန်တော်နှုတ်ဘတ်တော်ဒီကိုဒီနေ့စစ်မကြည့်ရှုလို့ဖြစ်တယ်ပေါ့နော်။နှုတ်ဘတ်တော်ကိုစစ်မကြည့်ရှုတဲ့အခါမှာအော်ဒီနေ့အပေါ်ကောင်းတဲ့ဒီနေ့ဆရာတွေနောက်ကိုလိုက်ပြီးတော့ပေါ့နော်ဒီနေ့များစွာတော့လက်ဖြားခြင်းနေခံရတယ်ဆိုတဲ့အရာကိုဒီနေ့ line ပေါ်မှာကြည့်ခြင်းအပိတော်၎င်းဒီနေ့ယုံကြည်သူများစွာရဲ့အခြေအနေကိုကြည့်ခြင်းအပိတော်၎င်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ပေါ့နော်။နံပါတ်1တစ်ချက်ဒီနေ့ယေရှုခရစ်တော်ဒီနေ့warning ပေးတဲ့အရာကဘာလဲဆိုတော့ဗောနော်ကျွန်တော်တို့ရဲ့ချစ်ချင်းမေတ္တာဗောနော်ချစ်ချင်းမေတ္တာမခေါင်းပါဖို့ရန်ဒီနေ့ခွန်အားပေးတဲ့အရာဖြစ်ပါတယ်ဗောနော်ရှမတ်ခရင်ခန်းကြီး24ပိုင်းငယ်7ကိုကျွန်တော်ဖတ်မှာဖြစ်ပါတယ်
မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမေတ္တာသည်ခေါင်းပါလိမ့်မည်တဲ့ဆိုတော့ယေရှုခရစ်တော်ဒီနေ့မကြခင်မှာကြွလာမယ်ပေါ့နော်ဘာတွေဖြစ်လာမလဲဆိုရင်ပေါ့နော်နမိတ်လက္ခဏာတွေကချစ်ချင်းမေတ္တာခေါင်းပါမယ်လို့ဒီနေ့ပြောထားတာဖြစ်ပါတယ်အားလုံးမသိကြတဲ့အတိုင်းအရှိမဒီနေ့ဖတ်ကြည့်မယ်ဆိုရင်ပိုင်ခုနှစ်မှာဖတ်ကြည့်မယ်ဆိုရင်လူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရံဘက်ပြုကြလိမ့်မည်အရေးရတို့၌အစာကောင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်ထိုအမှုရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအိုးဖြစ်သည်တဲ့ထိုကာလ၌လူအများတို့သည်တင်းတို့ကိုညှင်းဆဲခြင်းအတိတ်သက်ခြင်းကအနံကြလိမ့်မည်ငါဤနာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်တင်းတို့ကိုမုန်းကြလိမ့်မည်ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းတို့ရောက်၍အချင်းချင်းတယောက်ကိုတယောက်အနံကြလိမ့်မည်တဲ့အချင်းချင်းမုန်းကြလိမ့်မည်တဲ့မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်ဆိုဒီနေရာမှာကြည့်တဲ့အခါမှာလူတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံရင်ဖက်ပြုကြလိမ့်မည်တဲ့အားလုံးတွေးကြတဲ့အတိုင်းပဲဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာတော့၎င်းဒီနေ့ကပားရဲ့ဒီနေ့ကိုကြည့်တဲ့အခါမှာတော့၎င်းဒီနေ့နေရာရရမှာစစ်မဖြစ်တဲ့နေရာဆိုတော့မဖြစ်တော့ရှားသွားပြီဖြစ်တယ်ပေါ့ဒီလူမျိုးတွေတမျိုးတနိုင်ငံတနိုင်ငံဆိုရင်ကျွန်တော်မြန်မာနိုင်ငံကိုကြည့်လို့ရပါတယ်ပြီးတော့မှတခြားနိုင်ငံတွေပေါ့နော်ဒီနေ့ကိုရီးယားကိုလည်းကျွန်တော်ကြည့်လို့ရတယ်နိုင်ငံတနိုင်ငံဆိုရုရှားယူကရိန်းအခုဖြစ်ပျက်နေလက်ရှိဖြစ်ပျက်နေတဲ့အရာဆိုရင်ပေါ့နော်ဘာလဲဆိုတော့အမေရိကန်နဲ့ဒီနေ့အီရတ်ဒီနိုင်ငံတွေကဒီနေ့စစ်ဖြစ်ပွားနေတယ်ဆိုတဲ့အရာကိုကြည့်တဲ့အခါအော်ဒီနေ့ဘုရားသခင်နှုတ်ကပတ်တော်ဒီပြည့်စုံလာပါလားဆိုပြီးတော့မှကျွန်တော်တို့အောင်မိတ်တတိယဖွင့်ရအတွက်ဖြစ်ပါတယ်ဆိုတဲ့အရာတွေဖြစ်ရတဲ့အဓိကအကြောင်းရင်းကဘာဖြစ်လဲဆိုတော့ဒီချစ်ချင်းမေတ္တာတွေခေါင်းပါလာတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်ပေါ့နော်လူတွေကချစ်ချင်းမေတ္တာခေါင်းပါလာတဲ့အခါမှာတယောက်နဲ့တယောက်တီးမခံလာနိုင်တဲ့ချင်းတွေဖြစ်လာတဲ့အခါမှာပဏိပခတွေဖြစ်လာတဲ့အခါမှာပေါ့နော်ကွဲပြားခြင်းတွေများစွာဖြစ်ပြီးတော့မှထိုကဲ့သို့သောအရာတွေဖြစ်လာတယ်ဆိုတဲ့အရာကိုနောက်ပတ်တော့ကိုကြည့်ချင်းအဖြစ်လဲကျွန်တော်တို့သိနိုင်တာဖြစ်တယ်ပေါ့နော်ကျွန်တော်တစ်ခါလေးမှကျွန်တော်ကြည့်မယ်ဆိုရင်လည်းမိသားစုထဲမှာတော့၎င်းဒီအသင်းတော်ထဲမှာတော့၎င်းဒီနေ့ကျွန်တော်တို့ရဲ့လူမျိုးအဖွဲ့အစည်းမှာတော့၎င်းဘာဖြစ်လဲဆိုတော့ချစ်ချင်းမေတ္တာတွေခေါင်းပါလာတယ်ချစ်ချင်းမေတ္တာခေါင်းပါလာတဲ့အကြောင်းမလို့တရားနဲ့တယောက်မချစ်နိုင်တော့ကြလို့မချစ်နိုင်ကြဘာဖြစ်လာလဲဆိုတော့တရားငါပဲမှန်တယ်မင်းငါပဲမှန်တယ်နဲ့အဲ့လိုနဲ့ကွဲပြားခြင်းတွေဖြစ်လာတယ်ဒီနေ့အတင်းတော်တွေလည်းအများကြီးကွဲပြားလာကြတယ်ဒီနေ့ဂိုင်းကနတွေလည်းအများကြီးကွဲပြားလာကြတယ်ဒီຢာတွေအားလုံးရဲ့ဒီနေ့အနည်းချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာတရားနဲ့တယောက်လက်မခံလာနိုင်တဲ့ကြောက်လို့ဖြစ်တယ်တင်းတဲ့တယောက်အမုန်းတွေပွားလာတဲ့အသက်ကြောင့်မလို့ဒီຢာတွေကကျွန်တော်တို့အထက်မှာဖြစ်လာတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ယေရှုခရစ်တော်ကဒီနေ့ခွန်အားပေးတဲ့အရာကဘာလဲဆိုတော့ဗောနော်ကျွန်တော်အသက်တာပေါ်မှာဒီနေ့အဲ့ဒီအရာတွေဗောနော်ကျွန်တော်တက်လာမှာမဖြစ်စေဖို့ရန်အတွက်ကျွန်တော်တို့ယေရှုခရစ်တော်ဒီနေ့တပည့်တော်တွေကိုပြောကြားခဲ့တဲ့အရာဖြစ်တယ်အဓိကယေရှုခရစ်တော်ဒီနေ့ဒီနှုတ်ဘတ်တော်အဖြစ်ဒီနေ့ပြောချင်တဲ့အရာကဒီနေ့ကျွန်တော်တို့အသက်တာပေါ်မှာဘယ်သူတွေပဲခေါင်းပါပါစေပေါ့နော်ကျွန်တော်တို့ကယေရှုခရစ်တော်အဖြစ်ချစ်ချင်းမေတ္တာကိုလက်ခံရတော့သူတွေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ချစ်ချင်းမေတ္တာမခေါင်းပါဖို့ရန်အတွက်ဒီနေ့နှုတ်ဘတ်တော်ကဒီနေ့ဝန်နေပေးနေတဲ့အရာဖြစ်ပါတယ်ဒီကျွန်တော်တို့စကားပုံလေးရှိတယ်ပေါ့နော်ဘယ်သူခွဲသူ့မကွဲဆိုတဲ့ဒီနေ့စကားပုံလေးနဲ့ကျွန်တော်အလုံးကြားဘူးကြမှာပါဆိုတော့အဲ့စကားပုံလေးအတိုင်းပဲပေါ့နော်ကျွန်တော်တို့အထဲမှာတကယ်စစ်မှန်တော့ချစ်ချင်းမေတ္တာရှိမယ်ဆိုရင်ပေါ့နော်ဘယ်သူပဲခွဲဘယ်လိုပဲသွေးဆောင်ဖြားခြင်းတွေပဲရောက်ရှိလာပေါ့ကျွန်တော်ကွဲပြားခြင်းဆိုတဲ့အရာတွေကျွန်တော်အတင်းတော်ထဲမှာ၎င်းကျွန်တော်နိုင်ငံတော်အတွဲမှာတော့၎င်းဒီနေ့ကဘာကြီးထဲမှာတော့၎င်းဒီအရာတွေကမဖြစ်လာနိုင်ဘူးပေါ့နော်ဒီအရာတွေဖြစ်တဲ့အရာတွေကအကုန်လုံးပြန်ကြည့်မယ်ဆိုရင်ဘာဖြစ်လဲချစ်ချင်းမေတ္တာခေါင်းပါတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အဓိကယေရှုခရစ်တော်ပြောတဲ့အရာကကျွန်တော်တို့ချစ်ချင်းမေတ္တာမခေါင်းပါဖို့ရအတွက်ဖြစ်ပါတယ်အဲ့ချစ်ချင်းမေတ္တာခေါင်းပါခြင်းဆိုတဲ့အရာမှာတော့တရားနဲ့တယောက်ချစ်ချင်းလောက်ပဲမဟုတ်ပဲနဲ့ပေါ့နော်ဘာတွေဖြစ်လာလဲဆိုတော့ဘာတွေဖြစ်လာနိုင်လဲဆိုတော့ပေါ့နော်ဒီယေရှုခရစ်တော်ကိုချစ်ချင်းမေတ္တာချစ်ဖို့ရန်အတွက်ခေါင်းပါတဲ့အရာတွေလည်းဖြစ်လာတယ်ပြီးတော့မှဒီနေ့သူတို့ဘာကိုချစ်ဖို့ရန်အတွက်လည်းပဲနော်ခေါင်းပါခြင်းတွေဒီຢာတွေဖြစ်လာတယ်ဆိုတဲ့ဖြစ်လာမယ်ဆိုတဲ့အရာကိုဒီနေ့တော့ဘတ်တော်အဖြစ်ကျွန်တော်တို့များစွာဆင်ခြင်ရပါတယ်ဒါကြောင့်မလို့ကျွန်တော်အတ္တပေါ်သူများတွေကျွန်တော်တို့ဘလောက်ပဲချစ်ချင်းမေတ္တာခေါင်းပါကျွန်တော်တို့ဘလောက်ပဲယုံမှာပေါ့နော်ကျွန်တော်တို့တွေကချစ်ချင်းမေတ္တာနဲ့ဒီတုံ့ပြန်ဖို့ရန်ဖြစ်ပါတယ်ဆိုတော့နံပါတ်3တစ်ချက်ယေရှုခရစ်တော်
ဒုတိယအချိန်ကြွလာမဲ့အရာကိုအစင်တစ်ဖြစ်နေပါဆိုတဲ့အချက်လေးပဲဖြစ်ပါတယ်မဿဲ24-29ကျွန်တော်ဖတ်မှာဖြစ်တယ်ရက်စစ်တီအရှိမပြတ်၍အနောက်တိုင်အောင်ထွန်းလင်းတကယ်တော့လူသားဒီကြွလာတော်မူလက်တန်းနဲ့ဆိုတော့ယေရှုခရစ်တော်ဒီနေ့ကြွလာမဲ့အရာကဘာဖြစ်လဲရက်စီအရှိမပြတ်၍အနောက်တိုင်အောင်ထွန်းလင်းတကယ်တော့ကျွန်တော်လက်စီလက်တဲ့ခါကျွန်တော်အားလုံးမြင်ဘူးကြပါပါဒီမိုးချင်းတယ်ဘောနော်မိုးချင်းတဲ့အခါမှာဘာအရင်လာလဲဆိုတော့လက်စီအရင်လာတာဖြစ်လက်စီကိုကျွန်တော်ဘယ်ရှင်လက်လိုက်လဲတော့မသိဘူးလားလက်လိုက်တယ်လက်စီလက်လိုက်တက်တမမျက်စိတမိတ်တွေ့မှာပေါ့နော်တက်နဲ့လက်သွားတဲ့အရာတွေကျွန်တော်တို့တွေ့ရအောင်တွေ့ဘူးကြပါပါကျွန်တော်လူတိုင်းကတွေ့ဘူးကြပါပေါ့နော်ဆိုတော့အဲ့လိုအခြေအနေပေါ့နော်ဒီယေရှုခရစ်တော်လာမယ်ဆိုတဲ့အရာကအဲ့လိုမျိုးအခြေအနေဖြစ်တယ်ပေါ့ဆိုတော့ယေရှုခရစ်တော်လာမယ်ဆိုတဲ့အရာကိုအဖခမင်းတော်မှတပါဘယ်သူမှကျွန်တော်တို့မသိနိုင်ဘူးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အတ္တတာပေါ်မှာဒီနေ့အစင်တဲ့ပေါ့နော်အစင်တစ်ရှိတော့အတ္တတာတွေဖြစ်ဖို့ရန်အတွက်အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးအစင်တစ်ရှိရမလဲပေါ့နော်ကျွန်တော်ဘဝတွေကိုပေါ့နော်ဒီနေ့ဒီအပြစ်ထဲမှာရှိနေတဲ့ဆိုရင်ကျွန်တော်တို့နောင်တနဲ့ကျွန်တော်တိုးဝင်လာဖို့ရန်အတွက်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့နေရှိကတော့ကြွဆင်းလာဖို့ရန်အတွက်အင်မတန်မှကိုနီးနေပြီဖြစ်တယ်ပေါ့ဒီနေ့မမားဘူးတဲ့လူဆိုတာဒီကဘာပေါ်မှာမရှိပါဘူးလူတိုင်းကဒီနေ့အပြစ်ကျွလွန်ခဲ့ကြဘူးတဲ့လူတွေဖြစ်တယ်လူတိုင်းကဒီနေ့အမားနဲ့မကင်းကြတဲ့လူတွေဖြစ်တယ်အခါတလေမှာကျွန်တော်တို့တွေကလူတယောက်ကကောင်းလာပြီဆိုပြီးတော့မှကောင်းလာပြီဖျားချောင်းတက်လာပြီဆိုပြီးတော့လူတွေကဘာလုပ်ကြလဲဆိုတော့ဒီကောင်ကအရင်ကဘာဖြစ်ခဲ့တာပါဒီကောင်ကအရင်ကဒီလိုမျိုးကောင်ကြီးပါအခုကြားမှာဒီဖျားချောင်းမှာတချင်းနေပါတက်ဆိုလို့ပါလားဆိုမှလူတွေကများစွာကဲ့ရဲ့ဝေဖန်တဲ့အရာတွေကိုကျွန်တော်အများကြီးကြားရတယ်ဆိုတော့ကျွန်တော်မေးချင်တဲ့အရာကဘယ်နှစ်ယောက်ကများကိုဒီနေ့ဖြူစင်တယ်လို့တတ်မှတ်တယ်ကျလို့တင်တကယ်လို့တင်ရောတကယ်လေဖြူစင်တယ်ဆိုရင်မနော်တင် judge လုပ်နိုင်တယ်ဒီက 100% ဖြူစင်နိုင်တယ်လားပေါ့နော်တင်လည်းဖြူစင်တယ်လည်းမဟုတ်ဘူးနဲ့သူများကို judge လုပ်ခြင်းကဒီကောင်းတဲ့အရာမဟုတ်ဘူးဖြစ်တယ်ကျွန်တော် judge မြတ်တာအဖြစ်ဒီအကောင်းမြင်တော့စိတ်ဖြစ်တချင်ကဒီလိုမျိုးစိုးမိုက်ပြီးမယ်လေဒီလူကဖျားเจ้าနေပါတက်လာပါလားကောင်းတဲ့လူတရားဖြစ်လာပါလားဆိုပြီးတော့မှကျွန်တော်တွေကဘာဖြစ်လဲရမလဲမုဒိတာပွားရမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဒီကဘာကြီးကတဖြည်းဖြည်းနဲ့ရွရွင်းလာပြီဖြစ်တယ်ဒီယေရှုခရစ်တော်လည်းမကြခင်မှာကျွန်တော်ကြွဆင်းလာတော့မှာဖြစ်ပါတယ်အဲ့တော့အချိန်ဒီမျိုးမှာကျွန်တော်အတ္တတာတွေကိုပြင်ဆင်ခြင်းမရှိဘဲနဲ့ဒီတိုင်းပဲဆက်သွားနေမယ်ဆိုရင်တော့ကျွန်တော်တို့မျက်စိတမိတ်လေးအတွင်းမှာဒီယေရှုခရစ်တော်ကကြွဆင်းလာနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တတ်တာတွေကိုပြင်ဆင်ထားခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့အတွက်နောင်တအကြီးကြီးတစ်ချိန်မှာရမှာဖြစ်ပါတယ်ဆိုတော့တစ်ချိန်မှာကျွန်တော်နောင်တနဲ့မရချင်ဘူးဆိုရင်အခုချိန်မှာဒီတင်အပြစ်တွေအတွက်ဒီနောင်တရပြီးတော့မှယေရှုခရစ်တော်ရှိခိုးပြန်လာပါယေရှုခရစ်တော်ကဒီနေ့ကြိုးစုံနေတဲ့ဖခင်ဖြစ်ပါတယ်ယေရှုခရစ်တော်ကအင်မတန်မှချစ်တဲ့ဖခင်ဖြစ်တယ်နေယုံကြည်သူဒီကိုပဲချစ်တဲ့ဖခင်မဟုတ်ဘူးနော်မယုံကြည်သူတွေယေရှုခရစ်တော်ကိုဒီနေ့မမီးဆန်းရသေးဘူးဆိုရင်ဒီနေ့ယေရှုခရစ်တော်ကိုမီးဆန်းဖို့ရန်အတွက်ဒီနေ့အရောက်ချစ်တဲ့ခွန်အားပေးလို့ပါတယ်ကျွန်တော်တို့ဒုက္ခပြဿနာတွေများစွာကျွန်တော်ရှိမှာပါယေရှုခရစ်တော်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ခေါ်ကြည့်ပါအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုပြပါဆိုပြီးတော့မှဒီအသက်တာမှာခေါ်ကြည့်လို့ရပါတယ်ကျွန်တော်အသက်တာအနေနဲ့တက်တည်ခံမယ်ဆိုရင်ကျွန်တော်အငယ်ငယ်ကပေါ့နော်နေယုံကြည်သူတဝက်မယုံကြည်သူတဝက်နဲ့အသက်ရှင်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့ဒီနေ့ယေရှုခရစ်တော်ကိုဒီနေ့အကြောင်းအရာကိုကျွန်တော်တည်တယ်ဒီနေ့ဆန်စကူတွေများစွာတက်ခဲ့တယ်တည်တယ်တစ်ဖက်မှာလည်းပေါ့နော်ဒီနေ့ဘာသာတခြားတော့ဘာသာတစ်ခုကဒီလွန်မျိုးချင်းတွေကျွန်တော်အတ္တပေါ်မှာရှိခဲ့တယ်ဒါပေမဲ့လည်းတကယ်တမ်းယေရှုခရစ်တော်နဲ့နဖူးတွေ့ဒူးတွေ့ဒီနေ့ထိခဲ့တဲ့အချိန်ကအသက်15နှစ်နဲ့16နှစ်ဒီနေ့ကုပြောင်းတဲ့ကာလမှာဖြစ်တယ်အဲ့ချိန်ကကျွန်တော်ကျမ်းစာကျောင်းမှာရှိနေတဲ့အချိန်ဖြစ်တယ်ဖခင်ခင်တော့ဘယ်လိုလဲကျွန်တော်ကြားတဲ့အခါမှာဒီနေ့ဖခင်ကိုကျွန်တော်စိတ်ခေါ်ခဲ့တယ်ဖခင်ကိုတော့တကယ်ပဲအသက်ရှင်တဲ့လူတစ်ယောက်လားတကယ်အသက်ရှင်နေဆိုရင်ကျွန်တော်ကိုပြပါဆိုပြီးတော့မှကျွန်တော်များဆိုဆူတောင်းခဲ့တဲ့အရာတွေရှိတယ်နံပါတ်1တစ်ခါဆူတောင်းတယ်အဲ့ရဆူတောင်းတဲ့အခါမှာဖြစ်လာတယ်မလို့ဖြစ်လာတဲ့အခါဒါတော့တိုက်ဆိုင်တာပါဘူးတိုက်ဆိုင်တာပါဆိုပြီးတော့မှကျွန်တော်တွေးလိုက်တယ်
ရိတ်လို့ရှုလိုက်တယ်နံပါတ်1ချက်ဆူတောင်းတယ်ကွက်တိဖြစ်လာတယ်နံပါတ်3ချက်ဆူတောင်းတယ်ကွက်တိဖြစ်လာအဲ့ချိန်ကဆူတောင်းတဲ့အရာတစ်ခုချိဆိုင်ကဒီနေ့ကျွန်တော်ဘာမှလည်းမလုပ်ဘူးကျွန်တော်ဘာမှလည်းမပြင်ဆင်ဘူးအဲ့အရာလေတုတ်လို့ဖြစ်လာတဲ့ခါမှာအော်ဒီနေ့ဖခင်တခင်တကယ်ပဲအသက်ရှိပါမှာဒီနေ့မှာတော့ဒီနေ့ကျွန်တော် revival night ပေါ့နော် revival night မှာကျွန်တော်တို့ဆူတောင်းခြင်းတွေပြုတယ်ဆူတောင်းခြင်းပြုတဲ့အခါမှာပေါ့နော်ဒီနေ့အဲ့ဒီညမှာ national ညတော့ချစ်ခြင်းအဖြစ်ကျွန်တော်ပြောင်းလဲသွားတာဖြစ်တယ်ဆိုတော့ဖခင်တခင်တက်ရှိတဲ့ကြားဖြစ်နေတဲ့ဆိုတဲ့အရာကိုကျွန်တော်ကလက်တွေ့မြင်တွေ့ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့အဲ့လိုမြင်တွေ့ခဲ့တဲ့အကြောင်းလို့ကျွန်တော်ကယုံကြည်တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့အတ္တတာပေါ်မှာယေရှုခရစ်တော်ကိုကျွန်တော်ဒုက္ခပြဿနာတွေထဲကနေကျွန်တော်မြင်ဆက်ကြည့်ပါယေရှုခရစ်တော်ကအသက်ရှင်တဲ့ဖခင်ဖြစ်ပါတယ်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုကျွန်တော်ဆုတောင်းချက်တွေကိုနားညောင်းပေးနေတဲ့ဖခင်ဖြစ်တဲ့ဆိုတဲ့အရာကိုဒီနေရာမှာလည်းခွန်အားပေးခြင်းတာဖြစ်ပါတယ်။ဒါကြောင့်မလို့အယောက်ချစ်တဲ့အတ္တတာကိုဒီနေ့အဆုံးသတ်အဖြစ်ခွန်အားပေးခြင်းတဲ့အရာကဒီနေ့ကျွန်တော်တို့အတ္တတာပေါ်မှာဒီနေ့ရှိရမယ့်အရာ3ချက်ရှိတယ်ပေါ့နော်။ဆုံးကာလမှာကျွန်တော်တတိပြရမယ့်အရာ3ချက်ရှိတယ်။နံပါတ်1ချက်ကကျွန်တော်တို့ကိုဒီနေ့လူတွေအဖြစ်ဒီနေ့လက်ဖြာခြင်းမခံဖို့ရတဲ့ဖြစ်ပါတယ်။နံပါတ်2ချက်ကပါလဲဆိုတော့ဒီနေ့ချစ်ချင်းမေတ္တာမခေါင်းပေါက်ဖို့ရတဲ့ဖြစ်ပါတယ်နံပါတ်3ချက်ကဒီနေ့ယေရှုခရစ်တော်ဒီပြန်လာမယ့်အချိန်ကိုအစဉ်တည်းဆောင်မျှော်နေဖို့ရတဲ့ဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ဒီနောက်ပတ်တော်လေး3ချက်အပြည့်ခွန်အားပေးချင်တာအများမှာဖြစ်ပါတယ်အားလုံးပေါ်ဖခင်သခင်ကောင်းကြီးပေးပါစေ